ဒီမှာတို့ဘုံဒီသွားချတော့ဟိုကောင်တွေကဘာပြောလဲဆိုတော့လောကသားတွေအဲ့ရေးပြတ်တဲ့ဘာတွေလာလောက်ပြန်လည်းမသိဘူးတဲ့ရဲသားတွေကဟိုမျိုးပါဒီပြည်သူစစ်ဟိုအကြီးဆုံးကောင်ကမိုင်းကိုလက်ပုံသွားရိုက်နေတဲ့ချိန်အဲ့ဒီလိတ်မိုင်းကိုညီရရှေ့ထွက်မိုင်းကိုလက်ပုံရိုက်နေအနောက်ကသူ့တပည့်ကကျိုးဝင်တိုက်ဆက်လိုက်တာအဲ့ဒီမှာတော့တခါလဲပြီးရောမင်္ဂလာပါပြန်ဆုံးပြန်ပြီဟုတ်ကဲ့ဦးမင်္ဂလာပါပြန်ဆုံးပြန်ပြီတိုက်ပွဲအောင်မြင်မှုဖြစ်စဉ်နေနဲ့ပြန်ဆောင်ရတာပို့ပြီးတော့ဝမ်းသာတယ်ပေါ့နော်ဟုတ်ကဲ့ပါအဲ့တော့အဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့လည်းပြန်ပြီးတော့ကျေတော်ဝင်လေးပေါ့နော်ဘလို့တွေတော့အားရခဲ့သလဲဘလို့ပုံစံမျိုးနဲ့တိုက်နိုင်ခဲ့သလဲအောင်မြင်မှုတွေဘလောက်ရသလဲဖမ်းမိတဲ့ကောင်တွေကဘလို့ချင်းနေရှိသလဲအဲ့ဒါလည်းသိချင်တာပါလေနော်ဟုတ်ကဲ့အဲ့တိုက်ပွဲနဲ့ပြောတိုက်ပွဲနဲ့ပတ်သက်ပြီးပြောရရင်တော့ကျွန်တော်တို့ကဘယ်လိုပြောမလဲဒီတော့ခရိုင်ထဲမှာဟိုရတော့ခရိုင်ထဲမှာဟိုမြို့နယ်တစ်ခုကဟိုဖြစ်နေတာသူတို့ကစစ်ကြောင်းတမြို့နယ်နဲ့ဖိခံနေရတာတရက်ချောင်းဘက်ကမြို့နယ်ဟိုဘက်ချမ်းတမြို့နယ်မှာတိုက်နေတဲ့တော်လိုင်းရဲဘော်တွေကလည်းညီတို့တစ်ဖွဲ့တည်းမဟုတ်ပေမဲ့လည်းညီတို့ရဲ့ဘယ်လိုပြောမလဲညီကိုတွေလိုမျိုးပဲဖြစ်နေသူတို့ထင်ညီတို့ရဲ့နာတာပဲလေနော်အဲ့တော့တစ်ဖက်တလန်းနေစင်ဟိုဖြစ်အောင်ဆိုပြီးတော့သွားလောက်တာဖြစ်စဉ်ကအဲ့လိုအမှညီရဘယ်လိုလောက်လဲဆိုတော့နီးပညာကြတော့ तू ကအဆောက်အအုံတွေကလုံးဝညီတို့က drone ပုံသီးလဲချလို့မရဘူးနီးပညာသုံးထက်ဆိုတော့အကုန်လုံးကဟိုတိုက်တွေဟိုတိုက်တွေဖြစ်နေတာအကုန်လုံးကလေဟိုစဝင်တာနှစ်ထပ်တိုက်သုံးထပ်တိုက်ဒါမှမဟုတ်ဒီကောင်တွေနေတာအကြောင်းဒီဘွဲ့ပေးနေတဲ့ဆောင်ကြီးထဲမှာသုံးထပ်အဆောင်အုပ်ကြီးထဲမှာနေတာဒီကောင်တွေ302နဲ့ဟို403ပေါ့အမြတ်တက်နှစ်ခုကတမိုင်လောက်စီပဲကွာတယ်ကိုရတမိုင်လောက်စီပဲကွာနောက်ပြီးတော့အဲ့ဒီနီးပညာရဲ့အရှိမီတာ80လောက်မှာစစ်စေးဂိတ်တကိတ်ရှိတယ်စစ်စေးဂိတ်တကိတ်ရှိတယ်အဲ့ဒါဘယ်လိုလုပ်မလဲဆိုပြီးတော့လောက်လိုက်တာညီမအင်အားနဲ့ဆိုရင်ဘယ်လိုပြောမလဲအစခန်းတစ်ခုကိုဝင်တိုက်ရမှာညီရောင်ပြကြတော့ဒီဟိုစစ်စေးဂိတ်ကိုချရမှာညီစစ်စေးဂိတ်ကိုချနေတဲ့ချိန်ဒီပညာကြတော့သူတို့အေးရကြောင်အဲ့နေမှာပေါ့ငါတို့မလာမချနိုင်ဘူးဆိုပြီးတော့အကောင့်တွေကအဲ့နေမှာအဲ့မဲ့ညီရဲ့မရှင်အမှဆွဲလိုက်တာတော့ဘယ်လိုပြောမလဲနီးပညာကိုပွိုက်က target ထားတာနီးပညာကိုဒါမဲ့ဒီဝင်တိုက်တာဒီစစ်စေးဂိတ်ကိုပထမစစ်မျက်နှာစားဖွေးတို့ဘုံဒီသွားချတော့ဟိုကောင်တွေကဘာပြောလဲဆိုတော့လောကသားတွေအဲ့ရေးပြတ်တဲ့ဘာတွေလာလောက်ပြန်လည်းမသိဘူးတဲ့ရဲသားတွေကအဲ့လိုမျိုးဆဲပြီးတော့ထွက်လာခဲ့တာသူတို့ကထွက်လာတဲ့ချိန်မှာတနတ်တန်ကိုကြာတော့ညီကဟိုပါဘောဖယားမဲစစ်စေးဂိတ်ကိုအရင်ပြစ်တာတို့ဘုံဒီဟိုဘက်ချတယ်တနတ်တန်ကြာတော့ဒီကိုပြစ်တာတကယ်တော့သူတို့နှစ်ယောက်နှစ်ဖွဲ့ညီကဟိုလိုဒီလိုလောက်လိုက်တာအဲ့ဒါဆိုတော့ဘယ်လိုပြောမလဲဒီကဟိုချတယ်ထင်ပြီးတော့ပတ်ဆက်ထွက်ကောက်တော့ကားပါရောတကောင်ကအမလမ်းလဲမှာအဲ့တကယ်အတီးကကြတော့နီးပညာဝင်ကျုံးတာနီးပညာကလည်းသူတို့တိုက်နေတယ်ဆိုပြီးတော့ဟိုကမဖြစ်ဘူးတနက်တန်ဒီကထွက်တယ်ဆိုတော့အဲ့လုံးမကအဲ့ရေးပြက်တယ်ဘာညာလဲထလာတယ်ကားရောအမအကုန်လုံးလေဒရိုဘိုဒီချတော့သူဆင်းလာကြည့်ရောဆင်းလာကြည့်ပြီးတနက် तू က AK47 အဲ့သူကန်လာတာ तू က3ထက်ကနေ तू က3ထက်မ2ထက်ကနေပြစ်လာဒါမှမဟုတ်556ကြီးက AK47 လဲဝင်သွားတော့ညံ့နေတာအကောင်ကတိလား AK ကြီးမှမသိ556ကြီးမှမသိဘူးလေဒီကောင်ပြည့်ရောညံ့နေတော့တနက်ကိုလောက်ရင်လည်းကားသွားတယ်ဘိုးအရင်ကြာသွားတာရဲမှုအရင်ကြာသွားတာရဲမှုအရင်ကြာသွားတဲ့အချိန်မှာကျတော့ဘယ်လိုဆက်ဖြစ်လဲဆိုရင်သူတို့နေတာအဲ့ဒီနီးပညာတဲ့အကြောင်းကြီးမှာသူတို့က3 point ထားတယ်ဗျာ3 point ကိုမြောက်က1 point ထားတယ်အလယ်မှာ1 point တောင်1 point ထားတယ်အဲ့လိုပုံစံ3 point နဲ့နေတာကြီးကဝင်ကျုံတဲ့ချိန်ကအဆမ်းမပြတ်ချနေတော့ကောင်းတယ်ဘာမှလုပ်လို့မရဘူးအဲ့ဒီကူလို့လည်းမရကဲလို့လည်းမရနဲ့ तू ကဘသူ့ကိုပြေးလို့ပြေးမှန်းလည်းမသိဘူးအဲ့ချိန်မှာဖုံးဝင်လာတယ်အဲ့ဒီသူတို့စီကိုဖုံးဝင်လာတာပေါ့သူကြောက်ရတဲ့ဘူစီကိုဖုံးဝင်လာတာကောက်ကန်လိုက်တော့အဲ့ဘုံကညီလေးတို့ရနေပြီမရသေးဘူးနောက်မှရတာညီအဲ့ဒါမှတန်ဖိုင်လည်းနေပြီးပြောတာလည်းတန်ဖိုင်နေဒီမှာကောက်ကန်လိုက်တဲ့ချိန်မှာရဲတပ်သားတယောက်ဖြစ်နေကျွန်တော်အဘာတော့ဟိုမှာကြောက်သွားပြီးတဲ့အစိုးရကသွားဆွဲလို့လည်းမရဘူးတဲ့ကျွန်တော်တို့စီကအဘာပေါ့အဲ့ဒါ G1 တင်နဲ့ဖုံးဆက်လာတာ G1 အဲ့ဒါဘယ်နည်းနီးပညာတဲ့ရလာနီးပညာတဲ့နင်တို့နီးပညာတဲ့
ပြင်းနေတာလားဘယ်လိုလုပ်ပြီးကြတာလဲတဲ့သူပြောတာငါတို့သိတာဟိုဘုရားမစစ်စေးဂိတ်ကိုဝင်လုံးတယ်မဟုတ်ဘူးလားဒီနေ့တို့စီဘယ်လိုလုပ်ပြီးကြတာလဲပေါ့သူကအဲ့လိုမေးတယ်မဟုတ်ဘူးတဲ့ဒီမှာကြောင်းထဲကိုရောက်နေပြီတဲ့အကောင့်ထဲကဟာငါတို့သိတာစစ်စေးဂိတ်လေးအဲ့လိုပုံစံနဲ့ဘုံမူကြကောက်ကဲနေတဲ့ဘုံမူကကြဘာပြောလဲဆိုမင်းအရာရှိဖြစ်ပြီမင်းအရာရှိလို့လည်းဘူးအဲ့လိုမျိုးမင်းအရာရှိဖြစ်ပြီပေါ့အဲ့ဒါကိုဘယ်လိုနေတပတ်တွေပေါ့တပတ်တွေကိုကြီးတွေပါတွေခြွေခိုင်းအများတိတ်မပြင်းနဲ့ငါတို့စစ်ကူလှော့လိုက်မှာစစ်ကူလာနေပြီသူကအဲ့လိုပြောတယ်အဲ့ပေမဲ့တကယ်လဲစစ်ကူကလာတယ်စစ်ကူကကြတော့ဟိုအမြောက်တက်ကြတော့တမိုင်กว่าလောက်မှနှစ်တက်ရှိနေတယ်ဒီလိုပြင်းနေတာတောင်ရောမြောက်ရောကပြင်းနေတာနောက်ဒီဂိတ်ရကြတော့ဘာမှမလှုပ်နိုင်ဘူးသူကညီသိမ်းလာတာဒါမှစစ်ကူကြတော့နှစ်ဖက်စလုံးကဆင်းလာခိုင်းတာဆင်းလာခိုင်းတဲ့ချိန်မှာညီကဘာလှုပ်လိုက်လဲဆိုတော့ညီမစစ်ကူကိုဖျက်မဲ့အင်အားမရှိဘူးမရှိတော့ညီကဘယ်လိုလှုပ်လဲဆိုတော့မီးတက်ဆေးဘူးကိုပဲထက်ပြီးမှအဲ့ထဲမှာပူတဲ့ကျွန်တော်လည်းမသိဘူးမီးတက်ဆေးမကြော်ရဲဘူးတဲ့အဲ့ဒါသိလားအဲ့လိုကြတော့ Wi-Fi ကားထက်လို့ပေးရတယ်သူက Wi-Fi ကားနဲ့ပြည့်ပြီးမှဟိုဝင်ရှင်းခိုင်းတာဝင်ရှင်းခိုင်းတော့သူတို့တက်လာတဲ့စစ်ကူအင်အား150လောက်ရှိတယ်အကုန်လုံးအပေါ်ကဆင်းတာ40ကျော်50လောက်ရှိမယ်အောက်ကတက်တာ150လောက်ရှိတယ်ဒီမှာပိတ်တာ9ယောက်ပဲရှိတယ်ဒီမှာအဲ့ဒီရဲဘော်9ယောက်နဲ့ဘယ်လိုလောက်ရလဲဆိုတော့မီသားဆေးဘူးကိုကြော်လာရင်ညီ GTC ဘယ်လောက်မှမဝေးလေကွဟိုကဒီနီးပညာတက်ကတူနဲ့မမရှောင်းနဲ့ကတ်နေတာတရွာတဲ့လို့တော့ပြောလို့ရတယ်မဟုတ်ဘူးအဲ့ဒါမီသားဆေးဘူးကြော်လာရင်ငါဘယ်လိုလောက်ရမလဲလို့ညီတွေးတဲ့အချိန်မှာဟာမှညီပိတ်တာခိုင်းတယ်မီသားဆေးဘူးကထိုင်လိုက်တယ်တစ်ချက်ထိုင်လိုက်တယ်ထိုင်ပြီးတော့ဘာလဲလဲတော့အဲ့ဒီအချက်ထိုင်ပြီးတော့သူတို့ကဟိုတရင်ပို့တယ်ကျွန်တော်တို့မမရှောင်းမုတ်ဝါကိုရောက်နေပြီပုံမှုပေါ့ဘာညာတရင်ပို့တော့ဟိုကလည်းဒီဘက်ချမ်းကိုဒီပညာတဲ့ပြန်ပြောတယ်ဟိုမှာအရာရှိသစ်ကိုပြန်ပြောတယ်တို့စစ်ကူတွေမမရှောင်းရောက်နေပြီပေါ့နင်တို့ဘာမှမကြောက်နဲ့အဲ့လိုပုံစံမျိုးပဲသူပြောတယ်မမရှောင်းလည်းရောက်နေပြီဘာမှကြောက်နေငါတို့ဘယ်လန်းဝင်လာရမလဲဝင်လာတဲ့ချိန်ချိတ်ဆက်မှာပေါ့သူကအဲ့လိုပြောတာဟိုကောင်တွေကလည်းအားတစ်ခါတက်သွားတယ်တဲ့အားတက်သွားတယ်အားတက်ပြီးမှကျုံတဲ့ချိန်ကျတော့ညီကစဉ်းစားတယ်ဟိုကအဲ့ချိန်ဆိုရင်ညီမဟိုပုံပန်း2ယောက်မိတာပြီဒီ3 point မှာတပွိုက်ကိုသိမ်းလိုက်ပြီညီကတပွိုက်သိမ်းလိုက်ပြီအလယ်နဲ့တောင်နဲ့ပဲကျန်တော့တယ်အဲ့ဆိုတော့ तू ကတောင်ဘက်ချမ်းဝင်ကတ်ခံတော့ညီကအဲ့ဒီ9ယောက်ကိုရွာထဲကိုပြန်ခောက်ပြီးမှတခါဟိုမှာညီဆက်သိမ်းလာတော့အကုန်လုံးသိမ်းလို့ရပါတယ်အဲ့သိမ်းတဲ့ထက်မှာညီပြောပြမှာကိုဟိုဟာရဲတွေကအကုန်လုံးရဲတွေသူတို့ကအဲ့ဒီကိုပြောင်းလာတာ2လလောက်ပဲရှိတယ်မော်လမြိုင်ကရဲတွေလို့ပြောတယ်ကိုရဟုတ်ကဲ့ပထမဆုံးကရဲမှုတယောက်ကြာသွားတဲ့ချိန်ကျအောက်မှာ2ယောက်ကမပြည့်ဘူး तू ကလက်နဲ့ချလိုက်တယ်အောက်က2ယောက်တော့လက်နဲ့ချညံ့ခံလိုက်တယ်ညီတို့ဒါပေမဲ့ဒီကောင်တွေကပြေးပေါင်းမရှိတော့ဘူးတောင်ဘက်ချမ်းရှိတဲ့8ယောက်လောက်ကညီတို့ဆဲပြီးမင်းတို့ကောင်တွေပြန်လန်းမရှိတော့ဘူးတဲ့မင်းတို့ကောင်ပြန်လန်းမရှိတော့ငါတို့တက်ကူတွေရောက်နေပြီပေါ့မင်းတို့ပဲလန်းပြန်မလဲပေါ့ तू ကဒါပေမဲ့ဒီကောင်တွေမသိလိုက်တာသူတို့ကို၌ကဒီညီတို့ရဲ့လက်ခုပ်တွေရောက်နေတယ်ဆိုတာသူတို့ကလုံးဝမသိသေးဘူးအဲ့ဒီချိန်ထိအဲ့ဒီချိန်ထိမသိသေးဘူးဒီကောင်တွေကဟိုကအရာရှိဖြစ်သွားတဲ့ကောင်ကဟိုကလေဗာလဲညမထွက်ရအမိတ်နဲ့လောက်ရပြန်လာမိုးချုပ်သွားလို့ဖမ်းပြီးတော့ရဲလောက်ခိုင်းတာတဲ့ကောင်အဲ့ဒီကောင်ကဒီရဲသက်တန်8လလောက်နဲ့အရာရှိကထားဖြစ်သွားတော့ဗျမ်းမလားတွေဖြစ်ကုန်ရောပေါ့ဟိုက130ပြစ်ပေးတယ်130ပြစ်ပေးတော့ညီတို့ဘယ်နာရောက်နေတယ်သူ့ကိုမေးတဲ့ချိန်မှာ तू ကအဆောင်တော့ပြောတာမှန်တယ်မှန်ပေမဲ့လည်း130ကညီတို့ကြော်ရတာအများကြီးကြော်တယ်အဲ့တော့ဟိုက130ပြစ်ပေးတဲ့သူကသူ့ထပ်မေးတယ်ဘယ်လိုလဲပေါ့ဆင်ပြေလားကောင်းလားပေါ့သူတို့ပြစ်တာနည်းနည်းကြော်ရတယ်တဲ့ဘယ်လောက်ကြော်ရတာလဲတဲ့မီတာ50လားတဲ့ဟိုကမေးတော့ဟုတ်ကဲတဲ့နောက်မီတာ100လားသူဟုတ်ကဲတဲ့သူကပြောတယ်ဒီကောင်ကတန်းကရနေဖြစ်နေအောင်ကတန်းကရနေဖြစ်တော့ဘာမှမသိတဲ့လူလဲလိုက်တယ်အဲ့ချိန်မှာဟိုကစစ်ကူလိုက်တဲ့ကောင်တွေကကြတော့ဘုံမှုကို तू ကပြန်ပြီးတင်ပြတယ်ဘုံမှုဒီမှာထိတွေ့ဖြစ်နေတယ်ဆိုတော့ तू ကပြောတော့နီးပညာရေးကြီးတယ်ထိတွေ့ဖြစ်နေတဲ့နေရာကွင်းပြီးသွား तू ပြောတယ်လှထားခဲ့လိုက်အဲ့ဒီကောင်တွေမရှင်းနဲ့ကွင်းပြီးမှသွားမပြည့်နဲ့တော့ကွင်းပြီးသွားတာတဲ့ तू ပြောတယ်မပြည့်နဲ့တော့အဲ့ဒီကောင်တွေမရှင်းနဲ့တော့နီးပညာအရင်ဆုံးသွားပေါ့ तू အဲ့လိုပုံစံနဲ့အဲ့ပေမဲ့သူတို့ကဘယ်လိုပြောမလဲမိန်လန်တိုင်းပေါ့အခုကားလန်တိုင်းအမှတ်8လန်တိုင်းလာမယ်ဆိုရင်နီးတယ်ကိုရ
အဲ့လိုမျိုးကွင်းသွားလို့ရှိရင်ညီကနောက်စက္ကန့်တစ်ခုတော့ထပ်သိမ်းလို့ရသေးတယ်အဲ့ဒီကွက်ကိုလိုတာညီကအဲ့လိုလိုတာကွင်းဖို့လိုတာတကယ်တဲလာလို့ရှိရင်နီးလေးဆိုတော့အမှန်နဲ့ MA5 တလက်နဲ့ AK47 တလက်ရှိနေတယ်ဘုံနားမှာအဲ့ဒီကလူကဘယ်ရောက်သွားပြီလဲပေါ့ညီကအဲ့တော့ပထမဆုံးခန်းကိုရှင်းတယ်ပြည့်ရှင်းတယ်လူဒီမိတ်တလုံးပြစ်ထက်လိုက်တယ်ပြစ်ထက်ပြီးကြည့်တော့တနက်ပဲတွေ့တယ်လူမတွေ့ပြန်ဘူးအဲ့တည်းမှာလူမတွေ့ပြန်ဘူးတနက်တက်လက်တက်တွေ့ပြန်အဲ့မှာညီရဲ့ဘောကထွက်လာဖို့လို့တော့ပုံလေးတစ်လုံးလှုပ်လိုက်တယ်ဗျာပုံလေးတစ်လုံးလှုပ်လိုက်တယ်ဟိုကျောင်းမှာစာအုပ်တွေထပ်ထားတဲ့ဗီဒီယိုတိရအဲ့ဒီစာအုပ်တွေထပ်ထားတဲ့ဗီဒီယိုကိုလှဲချပြီးတော့မှ तू ကနောက်တစ်ယောက်တွန်းထက်ခိုင်းခဲ့တာနေရမှာကက်နင်းကိုဘသူကအဲ့လိုကိုဟာကိုကတ်တာလားမဟုတ်ဘူးတဲ့ तू ကသူနောက် body cat တွေဖြစ်မှာဘိုရဲ့ body cat တွေနောက်တစ်ယောက်ကို तू ကကတ်ခိုင်းခဲ့တာကတ်ခိုင်းပြီးမှဟိုကောင်ကလည်းသူ့ကို तू ပြောလို့မျိုးကတ်ပေးခဲ့ပြီးတနက်ကိုထောင်ပေးခဲ့တယ်လို့ရှိရင်လည်းတနက်ပါပြန်ရဆိုတဲ့သဘောလားမသိဘူးအဲ့လိုပုံစံနဲ့ဟိုအရာရှိဖြစ်နေတဲ့ကောင်ကလည်းသူ့ဟာနဲ့သူဖုန်းနေတာဟိုကသူ့မေးတာနင်မြောက်ဘက်ကနဲ့ဆက်သွယ်ရှိလားအလယ်နဲ့ဆက်သွယ်ရှိလားဆိုဟုတ်ကဲ့ဆရာနဲ့အဲ့လိုပဲဟုတ်ကဲ့ဘာနဲ့ပြီးနေတာဟိုကောင်ကလည်းဘာမပူနဲ့တက်ကူရောက်လာပြီဆိုတော့အဲ့ရတက်ကူရောက်လာပြီတဲ့ဘာညာပေါ့ဟိုကအဲ့ဒီတည်းမှာ8ရောက်တော့ရှိတာပြီးမှတစ်စစ်သူကခေါင်းတော့လုံတယ်ဟိုရတက်လား तू ကဘယ်လိုပြောမလဲမမြင်ရဘူးပေါ့ तू မမြင်တော့တာခေါင်းဖွက်တာတော့ तू မမြင်ဘူးပေါ့အဲ့ဒါတီဒီလေအဲ့ထွက်တယ် तू ကထွက်လာမတက်ပါနဲ့ငိုနေရောအကုန်လုံးငိုနေကြတာအကောင်အဲ့ဘာမှမလုပ်ပါညာသူတို့ထမ်းလိုက်တယ်ထိန်းလိုက်တယ်၄ယောက်ရောက်ပါပြီဟိုကကြံသေးတယ်အလယ်နဲ့ဟိုကလည်းကြံသေးတယ်တောင်နဲ့ကြံသေးတယ်ညီမစစ်ကူကခုနပြောမျိုးကွင်းနေပြီ तू ကစစ်ကူကကွင်းနေပြီအဲ့ချိန်ကတိတ်မရတော့ဘူးတိတ်မရတဲ့အချိန်မှာပြောလို့မျိုးညီအောက်ရဲဘော်တရား तू ကဟိုကနဲ့ချိန်တာတကယ်ကသူတို့ကခန်းထဲမှာပိတ်နေတာမင်းတို့ကောင်တွေပြန်လမ်းမရှိတော့ဘူးတဲ့ညီကအဲ့ဒါဟိုဘက်ချမ်းတကြောင်လေကားဒီဘက်ချမ်းတကြောင်တက်တယ်ဒီမှာနှစ်ချောင်းညှက်လာပြီသူတို့အဲ့ဒါတကောင်ကထွက်ချောင်းတဲ့အချိန်မှာပြစ်ချလိုက်တော့ပေါင်ထိပါတယ်ပေါင်ထိပြီးလဲနောက်တစ်ချက်ပြစ်လိုက်တယ်ပြစ်တဲ့ကောင်လာဆွဲတဲ့ကောင်ကနှစ်ထင်မှန်သွားတယ်မှန်သွားတယ်အမတခါတည်းပြီးသွားတယ်လေအဲ့ဒီနေရာမှာနောက်ကျန်တဲ့4ယောက်5ယောက်ကျတော့တခန်းထဲမှာနှစ်ကောင်ပြီးသွားတော့ဘာပြောလဲဆိုတော့မရတော့ဘူးမရတော့ဘူးတဲ့တက်ကူမြင်လွှတ်တော့မရတော့ဘူးပေါ့ဒီပေါ်ရောက်နေပြီသူတို့လုံးခန့်နေရပြီအပလည်းပါညာဆိုတော့တောက်တာရှင်တဲ့ဝယ်နာရောက်နေပြီတက်ကူကလာမယ်ရောက်နေလို့နဲ့ဝစီရလေရလေရင်လည်းခေါ်ထားတယ်ရောက်တော့မှတပတ်တောက်တာပေါ့မင်းသူတို့ဆူဝါးပဲသူတို့လေမင်းကောက်ကဲလိုက်ရတယ်အကုန်လုံးကဒီကကြတော့ညီပြောနေတာဘယ်လိုပြောမလဲတက်ပြက်သွားတာပေါ့ဗျာရာရှိကသူကအဘုံရဲမှုကစေသမားသူ့နာမှာဘော်ဒီကတ်သုံးလိုက်တယ်ဆေးပေးတယ်အဲ့လိုမျိုးဆေးသုံးတယ်ဘာမှယူပြီးသုံးလဲဆိုတော့တက်ဂိတ်မှာယူအဲ့ဒါဘာညင်းအောင်မလဲဒီကောင်တွေကအခုတက်ဂိတ်မှာပြီးမှညီကအမှဟိုကအမြန်ဆုံးလောက်15မိနစ်လောက်ကြာတော့ပြီးသွားတယ်ဆန်နိုင်လောက်ရှိတဲ့ချိန်တို့လေရင်ရောက်တဲ့ချိန်ကျတော့ညီတို့မရှိတော့ဘူးအေးစေးပဲအေးစေးပြမရှိတော့ဒါပေမဲ့ तू ကကားတွေစုနေတဲ့နေရာတို့အဲ့တော်သေးတော့ကန်ကောင်းလို့ပြည်သူတွေတယောက်မှမထိလို့ထိခိုက်တာဆိုတော့ရှိတယ်အဲ့လိုပုံစံနဲ့ကျဲသွားတာပြီးသေးတယ်အပွဲကမပြီးသေးဘူးညီကအဲ့ဒီတလားတဲ့ဆင်လာတော့ तू ကပြည်သူစစ်တွေဇောင်းတာကြွတာဒီလိုဒီမှာအဲ့မြို့ထဲမှာနေပြီးတော့ကင်းပတ်နေတဲ့ပြည်သူစစ်တွေဇောင်းတအားကြွတာလူငယ်တွေပဲနောက်ပြီးတော့လူငယ်လေးတွေဟိုပါပေါ့ခြေမဲ့နေမှာအလုံးမရှိခိုင်မရှိတယောက်ကို130အကောင့်လေးပဲတက်နဲ့ပိုင်ရဆိုင်ရနဲ့ပေါင်းတော့ငါတို့ AI အကြောင်း Power Ace တို့လည်းမောင်းပြီးသွားလို့ရတယ်ဆိုတဲ့ design နဲ့မြို့ပေါ်မှာကောင်းကျန်းနေတဲ့ကောင်းတွေအကောင့်အဲကြတော့ညနေပိုင်းသူတို့အဲ့ဒီမီတာဆေးဘူးကိုလာရှင်းတာဒီကောင်တွေကလာရှင်းပေးတာလာရှင်းတဲ့အချိန်မှာအကြီးဆုံးကောင်ဟိုပါပေါ့နာတလာရုံလို့ပြောတယ်တော့ဝယ်မျိုးပါဒီပြည်သူစစ်ရနောက်ထပ်ဟိုပါပေါ့ဘယ်လိုပြောခရိုင်ရဲဒုရဲ့အုပ်လားမသိဘူးအဲ့ဒီကောင်တစ်ကောင်ရခရိုင်ရဲတယောက်ရနောက်ပါပြည်သူစစ်3ယောက်လားမသိထိပါတယ်အမှလေး9ကောင်တကာလည်းအစပြောက်သွားလုံးဝပြောက်ထွက်တယ်နော်သူကရှေ့ချက်မိုင်းဆိုတော့ဒါဟိုဟာဖြစ်တာထောင်တော့တာလမ်းတက်ပိတ်ချဟိုဟာဖြစ်တာပြီးမှထောင်တော့တာအေးရမင်း viewer ကြီးကလက်လန်တယ်ကွာအမှထိတာဒီကောင်တွေလေအကုန်လုံးတက်ကဲကကြတော့
တကယ်ဆိုရင်သူတို့စစ်ကူကတအားနှစ်ဖက်လုံးကကတ်နေပြီဗျာတမိုင်ဆိုတာဘယ်လောက်မှမချောက်ရပါဘူးသူတို့လာတာတမိုင်လောက် အခုဖမ်းမိတာ17ကောင်မိတယ်တေးတာ19ကောင်တေးတယ်အားလုံးက18လက်ရတာနော်အဲ့တော့ပဲဖြစ်စေကိုဘလို့အားရကျင်နေရဲ့လား အားရတယ်ဗျာအားတော့မှတော်တော်အားရတယ်ဘာဖြစ်လို့လဲဆိုတော့ခေါင်းသားတဲ့ကောင်ကစားသွားတာတကယ်ဆိုရင်အပေါ်ကလည်း drone နဲ့လည်းဆော်လို့မရဘယ်လိုချင်းမိုးရေးနဲ့ဘော်တွေနဲ့တက်ရတဲ့ချိန်ကျတော့အုံနောက်သားတဲ့ကောင်ကစားသွားတာဒီကောင်တွေအုံနောက်သာရှိလို့ရှိရင်ညီတို့တက်မပေါက်လေဘူးစဉ်းစားကြည့်ပါဒီကောင်တွေကပထမမိတ်နဲ့ဖန်ကန်တီးတဲ့ကောင်လည်းရရှိဖြစ်လို့ဖြစ်အဲ့လိုမျိုးဆိုတော့လည်းပါတတ်သိအောင်ပဲသူကမရှိဒီကောင်တစ်ခုခုလှုပ်ဖို့ကြံနေတာပဲပေါ့အဲ့လိုပုံစံနဲ့တော်လေးကိုကြောက်နေကြတာသူမှလေအဲ့ဒါ ဟုတ်လား ရတကယ်လည်းအားရကျနေတယ်ဒီပွဲမှာညီရဲဘော်တွေလည်းတကယ်လည်းချီကျူးတယ်ဒီပွဲမှာတိုက်သွားတာတကယ်မထင်ထားတဲ့အကွက်တွေနဲ့ဆော်သွားတာလေကောင်းတယ်ပေါ့နော် ပြီးရင်အဖွဲ့တွေကအဲ့လိုလေနော်ဟိုတိတိကျကျတေးသေးကြကြတေးသေးတက်တက်လုပ်တယ်ပေါ့နော်စနစ်တကျရှိတယ်ဆိုတာလည်းတွေ့ရတယ်နော်တခန်းချင်းရှင်းတာမျိုးတွေလုံးဝအလွတ်မပေးဘူးပေါ့နော်နောက်ဆုံးဒီကောင်နေလုံးဝမတွေ့နိုင်တဲ့အကွက်တွေနဲ့ပုံးတာတော့မှပဲတွေ့တယ်ပေါ့နော်ဖင်တောင်ကြီးပုံးတဲ့ကောင်တက်တက်ပေါ့အဲ့ကောင်တော့ထားလိုက်တော့ဟိုတစ်တာထဲမှာပုံးတဲ့ကောင်စင်တကယ်မယုံနော်အဲ့ဘယ်လိုပဲဖြစ်ဖြစ်လေနော်ဒါကဒါကြီးအခုလိုမျိုးပြန်ပြောပြမှပဲတကယ်ဖြစ်စင်မှန်နေသိရပါတော့အဲ့တော့တစ်တက်ရဲ့ပြင်ရဲအဲ့ကြောင့်မလို့အဲ့လိုမျိုးကောင်းတော့နေအောက်မှာဘာကိစ္စနေများဒီကောင်နေဆက်ပြီးတော့တာဝန်ထမ်းနေရလဲပေါ့နော်အသက်တွေဘာလို့ပေးနေရလဲပေါ့နော်ဒါညစ်လို့ဆိုလဲဖိတ်ခေါ်ထားရရှိရလေနော်ဒါအမှန်တရားပဲရက်တည်ခြင်းနဲ့ဆိုရင်အများဆုံးရုံထွက်ပါဆိုပြီးတော့ပြောထားရရှိရလေနော် ပြောချင်တာကြတော့ဘယ်လိုပြောမလဲညီတို့ကဒီပြည်သူဖက်ကပေါ့ဒီညီတို့ထောက်ပံ့နေတဲ့ပြည်သူတွေကိုအားမစိတ်တမကြဘူးအားမလျှော့ပါဘူးညီတို့မှာကျင်တာရှိတယ်ညီတို့ကြိုးစားနေတယ်ညီတို့တက်နိုင်တဲ့ဖက်အကောင်းဆုံးဖြစ်အောင်ညီတို့ကဟိုအရင်ခေတ်ရလိုမျိုးတောခုပြီးပြောက်သွားမဲ့အကောင်းတွေမဟုတ်ဘူးဒီတော့ကဒီ20ရဲဘော်တွေပေါ့နော်ဒါအချင်းချင်းလေးစားမှုတွေပြန်လည်နားလည်မှုတွေနဲ့အခုလိုစုစုစည်းစည်းနဲ့တိုက်ပွဲတွေပေါ်ဆောင်နိုင်တာပြီးရင်လုံးဝတယောက်မှအထိကိမရှိဘဲနဲ့ဒီလိုအောင်မြင်မှုတွေရတာဆိုတော့တကယ်ချီးကျူးတယ်တကယ်လေးစားတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးပဲဇက်တိုက်အောင်မြင်မှုတွေရရှိမယ်လို့ယုံကြည်ပါတယ်ဒီလိုမျိုးအောင်မြင်မှုအောင်ပွဲတွေနဲ့ဘို့ထပ်ပြီးတော့သုံးကြအောင်မယ်လေနော်အဲ့တော့အများကြီးတင်ပါတယ်လို့နော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်